ဒီနေ့ကမိုးရုံကြီးအင်းထဲမှာပယ်လီကန်ပေါ့နော်ငကြီးုံမော်လေးတုံးတိုင်းရမှာအခုကတော့ဒီတော့မှရွှေပလင်မှာမနက်စာစားပါမယ်စားပြီးတော့မှငှက်ဖို့ကိစ္စပါမယ်ရွှေပလင်မှာပါအခုကဒီဟာဒီပါစားလဲကြည့်လိုက်ဟုတ်စားရဟုတ်ကဲ့ဓမ္မကမနေ့6နိုင်စားမှာမနက်စာစားပြီးဆိုတော့လူရခီကိုဆက်ပါမယ်လက်ကီတစ်ချောင်းလုံးကစပားကင်းနဲ့မြက်ခင်းနေဆိုတော့စတဲ့ဆူဆူရှိပါတယ်အတပုံပြီးမထွက်တာ2လကျော်ပြီဆိုတော့ကျွန်တော်တော်တော်ပြောနေတာပါဒါတော့ဒီနားမှာတွေ့ရတဲ့အိမ်လေးတွေရဲ့ပုံစံပေါ့နော်အိမ်လေးတွေကချစ်စရာလေးတွေခုကကျွန်တော်တို့ကားတွေကမွေးကြီးအင်းရဲ့ဘေးကတာပေါင်ပေါ့နော်အဲ့ပေါ်မှာသွားနေကြတာပါဒီနားမှာနေတဲ့အိမ်ကြီးကတော့တော်တော်လေးမိုက်ပါနော်အရှိမလည်းအင်းတစ်ခုလုံးရှိသောလေတိုက်မဲ့အပင်တွေကအောင်ဆန်းနေဆိုတော့တော်တော်လေးအေးချမ်းပါပဲကျွန်တော်တို့လိုက်ပုံမဲ့ကလေးမရောက်ဘူးပေါ့နော်တကောအလှတွေကိုခံစားပါမယ်ဒီလက်ဆောင်ပါအင်းနဲ့မစင်းငယ်ခဏနာပါနော်ခဏလေးလိုက်ရှင်းပါမယ်ဒီမှာတိုက်ချက်တွေမွေးထားတာအများကြီးပဲပြီးတော့ဘဲတွေရောဘဲငန်းတွေရောရှိအစုံပဲပေါ့နော်စင်းစင်းဆူဆူနဲ့ငန်းကြပါမယ်ခုဘာလုပ်နေကြရလဲကျွန်တော်တို့ပယ်လီကန်ရိုက်ဖို့အတွက်လိုက်ဖို့မဲ့လေစောင့်နေတာပါကျွန်တော်ကလူရဆောင်မှာမျက်မှန်နေမှဖြစ်နေမှာတော့တော့ဆိုင်ပြည့်ဒီမှာလဲဆိုင်ပြည့်နေမှာဘုစုံပြင်းနဲ့ရိုက်မဲ့လူတွေကတော့ဆင်းသင်းဖြစ်နေပြီလေလာနဲ့တမားမလာသေးလို့လေလာနဲ့နေတဲ့ပုံပါမယ်မိုးရင်းအင်းနဲ့ကျွန်တော်တို့လိုက်ဖို့မဲ့လေတွေရောက်ပါပြီဒီလေနဲ့ကျွန်တော်တို့အင်းထဲကိုဆင်းပြီးတော့ငှက်ရပါမယ်တော့ရှုံးနေ့မှာကြောက်ဒီနားလေးကိုတင်ပြဆင်းပါကင်မရာမန်ဘလော့ဂါနောက်ဆုံးမှာရေးစင်းမယ်တော့ကိုချုံမနဲ့ကြောက်နေနော်အေးစီပါနောက်ကပန်ကဖတ်ပြီးလိုက်ခဲ့တယ်ဟုတ်ကဲ့ရပြီချောပါဦးရပါတယ်အေးစီပါဟုတ်ကဲ့ညမချောင်းလာတော့ချောင်းဒီကလေးကြီးကဲအဲ့မအဲ့ပြအဲ့ဒီဘက်မှာဆိုင်ရမယ်ထိုင်နေမလဲနောက်ကမှတယောက်ထိုင်ကြနောက်ကလမ်းကြောင်းလေးကျော်သွားလိုက်ညီလေးလေးရေးနေပါလားရေးတင်လားလိုက်ဖို့ညီလေးလေးပေါ်တော့ရောက်ပါပြီကျွန်တော်နဲ့ကိုစားနဲ့နှစ်ယောက်တိမ်မှတ်ပါနှစ်ယောက်တိမ်မှလေးရတော့လုံနေလဲလေဟိုအမဲရိုက်ပါမယ်ခုနကကျွန်တော်တို့လာခေါ်ရင်းနဲ့နေမောင်းနေလေးပြုတ်ကြအောင်အဲ့ဒါကိုကင်မရာလေးကြောက်နေကြတာပါဒါအမေဖြည်းဖြည်းပဲလုပ်ရအောင်အေးဒီမောင်းကြီးဘာမှမပြောရနဲ့ကဲစီထဲမှာဒီလိုလေးပြနေတော့ဟောမှာဒီအားလုံးကတော့သုံးပြီးသွားကြတာဒီဟိုးနေတော့မှာဒီသုံးပြီးကဲငှက်ကြီးဘုံကိုတွေ့ရမလားကြည့်ရဗျာကျွန်တော်ဒီမှာငှက်ကြီးဘုံကိုဒီကဲဟိုလာတာပေါ့နော်ဒီမှာရောက်နေရဲဆိုပြီးတော့တင်းရတော့လာကြည့်တာငှက်ကြီးဘုံကိုဒါကတော့အင်းနဲ့တပေါင်းအလှပေါ့နော်ကျွဲဒီပေါ်မှာငှက်လေးတွေကစာရှာနေကြ
ဒီနေရာဂျာလေးနဲ့လှနေတဲ့နေရာပါ ဒီကြောက်နေလို့လား ဒါကတော့ကျွန်တော်တို့အဖွဲ့သားတွေဘယ်ကိုဆက်သွားကြမလဲဆိုပြီးတော့တိုင်ပင်နေကြတာပါရှင်းနေတဲ့တိမ်တဲ့အပိုင်းဘက်ကိုငှက်သွားရှာမှာဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ထွက်လာပါပြီ ကိုဆိုရင်တော့ရေလဲကောင်းမှာဆက်ရက်နေတာပါဒီကဆက်ရက်သွားတယ်မှာလော်ရပြီဘာလုံးနဲ့ လုံးလက်ကုန်းမိုင်း ကျွန်တော်လေကမရတော့ဘူးတေးတော့ပြောင်းလိုက်ရတာဒီနေ့ပုံစံရတယ်ဒီနေ့ကံမကောင်းကြငါ့တယ်မတွေ့တာကျွန်တော်လေပါလေကြီးကမှတက်ပြက်တယ်ရောက်လာရှိခဲ့တယ်ညနေတော့ပတ်ရတယ် ကဲဒါကတော့ကျွန်တော်တို့နေ့စာစီစဉ်ပေးရနေပါလားနားရတယ်ဒီမှာပါပဲနားမှာနှစ်လေးရရှိတယ်ပင်နေသေးတယ်ဇေလိုဝိုင်းပပလာလေးတွေဘာယာဝိပါလေးတွေငါလေးပေါ့စားပြီးတော့အများကြီးခံလေးလေးလည်းရှိတယ်ဒီမှာတော့ဒီမှာချက်ကလေးဘဲလေးမျိုးအများကြီးပဲ这把黑呢？ နံပါတ်1ကသမင်းစားလိုက်မယ် ဟောကနန်းလုံးဟော ဒီချက်ကနန်း ကြက်ရဲ့ဘဲရဲ့ ချက်ဘဲပစံဟာ နော် ငါသုံးမ ဘာ ဟာ ကကနန်းလုံးငါ ဘုန်းကြီးပွဲတဲ့ညာပါ ဟုတ်တယ် ကဲညနေပိုင်းလေးတစ်ခေါက်ထပ်ထွက်မယ်မနက်ကတော့မတွေ့ရဘူး ဟောများများများပါ 我来点来呗。 တော်လိုက်ဟိုဘပါ ဘိုးမရနဲ့ငါယူမွေတဲ့နောက်တစ်ခေါက်ကမနောက်တစ်လေးဒါမနေ့ကကောင်းဝိုင်းလေးအဲ့ဒါ ရမလားထိုင်လို့ ကံမရသေးတဲ့ဒီလေးတွေကိုနောက်တစ်ခေါက်ပြန်လိုက်ပို့တာပါဟုတ်ပြီဟုတ်ပြီဒါတော့တတိကံရပြီးတော့ပါပြီ ငှက်ကြီးကိုမို့စတွေ့ပြီဗျာအရန်လှတယ်အကြီးတဲ့အကြီးပဲငှက်ကကဲကျွန်တော်ပြောနေတော့မှပဲငှက်ကြီးကိုမို့စပြီးတော့ပြန်ပါပြီလေးလေးပင်ပင်နဲ့ထပြန်တာပါ မြစ်အရာညသားငယ်တဲ့ရေမုံငွေလိုင်းတွေဖြူရွာနဲ့မြစ်အရာတတိကျောင်းမှာမျောကြားတိုက်ပုံကျူဝါရုံသူစုံပွဲဖော်နော်ဘုံမတီးရဲ့နဲ့ငှက်ကြီးရွှေဘုံပို့လို့ဝဲခုလို့ညညီမတိစာဆို ပျော်သွားပြီဗျာမနက်ကောင်တွေကဲဒီကနှစ်ကောင်တွေရလိုက်ဒီနေ့တော့ပျော်လို့ရပါပြီငှက်ရပြီဆိုကျွန်တော်တို့ပြန်มาတော့မယ်ဒါတော့ကျွန်တော်တို့ငှက်ရအောင်ရှာပြီးတဲ့ကိုမင်းဟုတ်တယ်နော် ဟုတ်ပဲ ဟာကိုမင်းဒီမိုးကြီးမှာနောက်ပိုင်းငှက်ကြည့်တယ်ဆိုရင်ကိုမင်းကိုဆက်သွယ်လို့ရတယ်လာမင်းပြောပြပေးမယ်ဖုန်းနံပါတ်တွေကိုမင်းနဲ့တော်လို့ရပါတယ်ငှက်တွေလက်ကြီးတဲ့ကောင်ကညီလေးလိုက်ပို့ပေးတယ်ခေကျေးဇူးပါကို ကျေးဇူးပါ ဗီဒီယိုအစဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံကြမယ်ဘိုင်ဘိုင်